Come on in, let the fun begin. Open up the magic book, take a very special look. Hear the stories old and new, adventures waiting just for you. Welcome to Grandma's Lap, come and clap, clap, clap. Kaleido ye bom yin gaba, boy ye yin quin. Yeah, it's Grandma's Lap, wisdom from the past. ကလေးတို့ရေဒီတစ်ပတ်မှာတော့ဖွားတို့နေတိုင်းစားနေရတဲ့ဆန်စပါးတွေလူပြည်ကိုဘလို့ရောက်လာတယ်လဲစားကလေးတွေရဲ့အစာအိတ်ဘာလို့ကြောဘက်မှာရောက်နေတယ်လဲဆိုတာကိုအင်ဒိုနီးရှားရွေးရပုံမြင်လေးနဲ့ပြောပြမယ်နော်ဟိုးရှိတော့ငါပေါ့ကွယ်အင်ဒိုနီးရှားနိုင်ငံရဲ့ရွာလေးတရွာမှာအင်မတန်ချမ်းသာတဲ့လင်မယား2ယောက်ရှိတယ်တဲ့သူတို့မှာတားရကြလေး2ယောက်ထဲပဲရှိတယ်ပတ်စံနေရလဲပေါ်လေယာတွေကျွမ်းသားတွေကလည်းအများကြီးရှိဆိုတော့တားလေး2ယောက်ကိုဘာအပူပင်တော့ကမှမပေးပဲထားနိုင်ကြတာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့လေမိဘနှစ်ပါးစလုံးဟာရုတ်တရက်ဆုံးမသွားကြပါလေရောကျန်ရိတ်ခဲ့တဲ့တားလေး2ယောက်ကရွယ်မရောက်သေးတော့ကျွမ်းသားတွေကိုလည်းမထင်းကြောင်းနိုင်လေတွေရွာတွေကိုလည်းလွတ်မစားတတ်သေးဘူးလေမိဘတွေကြံခဲ့တဲ့ပစ္စည်းဥစ္စာတွေတိရစ္ဆာန်တွေကိုရောင်းပြီးရတဲ့ငွေနဲ့စားတောက်ရင်သူတို့အတော်တော်ကြနေနိုင်မယ်လို့ထင်ထားကြတာပေါ့ဒါပေမဲ့တညမှာလူစုတွေကကျွန်းနွားတွေသူတို့အိမ်မှာရှိတဲ့ကောက်ပဲတင်နံတွေအကုန်လုံးကိုခိုးယူသွားကြလေညီကိုနှစ်ယောက်လည်းရွာထဲမှာလှည့်လည်ပြီးတောင်းစားရတဲ့အထိကိုဒုက္ခရောက်သွားရှာပါတယ်တဲ့သူတို့စီမှာတခုမခိုးပဲကြံခဲ့တာဆိုလို့သူတို့ဖေတူးခဲ့တဲ့ငါးမွေးကန်လေးတစ်ခုပဲရှိတော့တယ်တခါတလေအဲ့ဒီငါးကန်တွေကငါးလေးတွေကိုဖမ်းရောင်းပြီးဝမ်းရည်ကိုဖြစ်ရှင်းရတာပေါ့ငါးတွေကိုပါတခုတွေထက်ခိုးသွားရင်ဒုက္ခရောက်မှဆိုလို့ဆိုပြီးသူတို့ညီကိုနှစ်ယောက်ကနေရောညရောငါးကန်ကိုအလဲကျဆောင်ရတယ်အကူဖြစ်တဲ့သူကခြေထောက်ကတစ်ဖက်ကတိတ်မတန်ဘူးပြီးတော့သူ့ရဲ့ခြေချောင်းလေးတွေကလည်းပူးနေတယ်ဖနှောင်းတစ်ဖက်စလုံးမှာလည်းအပေါက်ကလေးတွေပါနေသေးအောင်ဆိုတော့အကူကြီးကအလိုလိုဖို့အတွက်တိတ်ပြီးတော့ကျမ်းမာရေးမကောင်းဘူးလို့ပြောရမှာပေါ့နော်ဒါကြောင့်ရှိသမျှလူတွေကိုညီငယ်လေးရပဲတိုင်ခံပြီးတော့လုပ်ပေးနေရတယ်ဒီနေ့တော့အကူကသူ့ခြေထောက်တွေနာလုံးလုံးညင်းနေရနဲ့ညီငယ်လေးရပဲရေကန်ကိုတော့ဆောင်လိုက်တယ်အဲ့ဒီမှာအံ့ဩစရာကောင်းတဲ့တစ်ခုကိုတက်တွေ့ပါလေရောသူတို့ရေကန်မှာမိမလာလေး9ယောက်ကရေလာချိုးနေကြတာလေသူရောက်သွားတော့ရေတောင်းချုပ်ပြီးလို့ပြန်ညတော့မလို့ကမလေးလေးတွေကလှလုံးလို့ညီငယ်လေးကအံ့ဩငီးပြီးသဘောတွေကြနေရဟနေသူတို့အကြောင်းကိုသိကျင်လာတာနဲ့မြတ်တော့ဘယ်သူတွေလဲဘယ်တော့ချက်မှလဲခင်ဗျားတို့ကိုကျွန်တော်ရောလိုက်လို့မရဘူးလားလို့လှမ်းអော်ပြီးမေးတဲ့လေလက်ချင်လိုက်လို့ရပါတယ်လာလေးလိုက်ခဲလို့မိန်းကလေးတွေကလည်းခေါ်လိုက်တော့ကောင်းလေးလေးကလည်းအတင်းပြေးလိုက်သွားလိုက်တယ်တကယ်တော့မိန်းကလေးတွေအမိုးပေါ်ဆင်းလာကြတာအတွက်သူတို့ကတက်တက်ကြီးကိုလှေကားလို့ပြီးအထက်ကိုပြက်တက်သွားကြတာကောင်းလေးလည်း9ရက်နဲ့9ညလုံးမျက်ချင်မပြောင်းနောက်ကနေလိုက်သွားတာပေါ့နောက်ဆုံးကြတော့ကောင်းကင်ဘုံသူတို့ရောက်ကြပါလေရောရောက်ကြတယ်ဆိုရင်ပဲရှေ့ကတွားနဲ့မိန်းကလေးတွေကပြုံးဆိုအားလုံးပျောက်ကွယ်သွားကြတယ်အဲ့တော့ကောင်းလေးလည်းဒုက္ခရောက်သွားတာပေါ့သူဘဲသွားလို့ဘာလို့လိုရမှန်းလည်းမသိတော့ဘူး9ရက်9ညလုံးလမ်းလျှောက်လာရတာဆိုတော့လူကလည်းပင်ပန်းလိုက်ပြီးဒါကြောင့်မလို့သူတွေ့တဲ့နေရာမှာလှဲချပြီးအိပ်ပလိုက်တယ်အတူအကြာကြီးအိပ်ပျော်သွားတယ်အိပ်ရနိုးလာတော့လူလည်းအများကြီးလန်းဆန်းသွားတယ်ဟိုတချာရှောက်ကြည့်လိုက်တဲ့အခါမှာသူနဲ့တော်တော်ဝေးတဲ့နေရာမှာရွာလေးတရွာမြင်ရလို့အဲ့ဒီရွာကိုသွားမဲ့လမ်းအတိုင်းရွာစီကိုရှောက်လာတော့ရွာဘင်းမှာလူတယောက်နေပူပူထဲမှာဝါဝင်းတဲ့အယောင်တွေလက်နေတဲ့ပစ္စည်းတွေကိုဖြန့်နှံ့နေအောင်တက်တွေ့တယ်တဲ့ဟာဒါရရွှေရည်နေပါပဲငါတော့ထောပြီရွှေရည်နဲ့ပပင်းတွေ့ရပြီလို့သူ့ဘာသာသူပြောပြီးဝမ်းတာလုံးဆို့နေတယ်လေဘယ်သမားကလည်းသူ့ကိုပဲကဲခက်ကြီးဆော့နေတာတွေ့တော့ကောင်းလေးကဒီလောက်များတဲ့ရွှေရည်ခမရဘယ်ရတာလဲလို့လှမ်းမိလိုက်တယ်သူ့အမေကိုကြားတော့ဟိုလေသမားရဲ့ရီတာပေါ့ပြီးတော့မင်းကဒါတွေကိုရွှေတို့ထင်တာလားလို့ပြန်မိလိုက်တယ်ရှိမဟုတ်ရင်ဘာလဲဗျဒါစဘာကွာစဘာဆိုတာပင်ကသေးတဲ့နှံတစ်မျိုးဒါကိုထုရထောင်းရတယ်သူ့ရတာတိတ်ကောင်းတာဒါကိုစားရင်အားလည်းတိတ်ရှိတယ်ကျွန်တော်ဒါမျိုးတစ်ခါမှမမြင်ဘူးကျွန်တော်တို့မြေကြီးပေါ်မှာရောဒီပင်မျိုးပေါက်တယ်လားမပေါက်ဘူးငါတို့ကောင်းနေမှာပဲပေါက်တယ်နဲ့တကြားတွေဖန်ဆင်းတဲ့ထက်မှာဒီအပင်လောက်ကောင်းတဲ့အစားအစာတစ်ခုမှမရှိသေးဘူး
အရသာရောခွန်အားရောရှိသေးတာမို့လို့တခြားဘယ်ဟာကမှသူ့ကိုမမီဘူးဒါဖြစ်ရကျွန်တော်ကိုမျိုးနဲ့ပေးပါလားကျွန်တော်အိမ်ပြန်တော့ယူသွားပြီးဒီပေမျိုးစိုက်ချင်လို့ကျွန်တော်တို့ဖို့တိတ်ဖို့တန်ပါပဲဒီစကားကိုကြားတော့လေသမားတိတ်အစ်ဆူသွားပြီးမပြီးဘူးဘလားမှမပြီးဘူးပြီးတော့မှသူ့အတန်ကနည်းနည်းပြန်ပြောလာပြီးမင်းဒီစပားကရတဲ့ထမင်းကိုဒီမှာပဲစားကျင်နေဆိုရင်ငါမကန့်ကွက်ဘူးငါကြွေးမယ်မင်းကြိုက်တဲ့လောက်စားဒါပေမဲ့ဒီကနေမိကြီးဘော်ကိုယူသွားဖို့တော့နည်းနည်းမှခွင့်မပြုနိုင်ဘူးနောက်ထပ်ဒီစကားမင်းမပြောပါနဲ့လို့ပြောတဲ့အဲ့လိုပြောပြီးလေသမားကောင်ကလေးကိုထမင်းတစ်စုပ်ပေးပါတယ်စားကြည့်တဲ့အခါမှာလေသမားကြီးချင်းမွန်တာထက်တောင်ပိုပါသေးတယ်တဲ့အရသာလည်းကောင်းစားပြတာနဲ့လူကိုတစ်ခါတည်းအားရှိသွားတော့ညီကြီးဘော်ကိုပြန်သွားတဲ့အခါတနည်းနည်းနဲ့မရရအောင်ခိုးယူသွားမယ်လို့သူကအကြံထုတ်ထားပါတယ်တဲ့ဒီနေ့လေသမားကြီးငှက်ချောက်သွားနေတော့အခွင့်ကောင်းယူပြီးကောင်ကလေးကစပားတစုပ်ကိုပါဇက်ထဲအပြီးကိုတက်နေကားစီအတင်းပြေးစင်တော့တာပေါ့ဒါပေမဲ့ဖျာပေါ်ကလက်ရကိုမြင်ပြီးလေသမားကြီးချက်ချင်းတိသွားတယ်နောက်ကနေတင်းလိုက်ဖမ်းပြီးတက်နေကားပေါ်မှာတည်းဆွဲချတာခံလိုက်ရတယ်လေသမားကဒေါသတကြီးနဲ့ဆွဲလိုက်တာမို့လို့ကောင်းလေးရဲ့ခြေပနှောင်းကတက်လေးကားရဲ့အချွန်နေနဲ့ချိန်ပြီးသူတွေအတွက်အကြီးကျယ်နာကျင်သွားတော့တာပေါ့အဲ့ဒီချိန်မှာပါဇက်ထဲကစပားတွေလည်းအကုန်အန်ထုတ်လိုက်ရတာပေါ့လေငါမင်းကိုပြောထားတယ်လေစားကြရင်စားချင်တဲ့လောက်စားမင်းတို့ဒီစိုက်ဖို့တော့ယူမသွားရဘူးလို့နောက်တစ်ခါမင်းဒီလိုခိုးတာမိကြည့်စမ်းဟောဒီအပေါက်ကနေတခါလေးပြစ်ချလိုက်မယ်အပေါက်ကပြစ်ချလိုက်ရင်မင်းဘာဖြစ်မယ်ဆိုတာသိတယ်မလားလို့ပြောပါတယ်ကောင်းလေးဟာကောင်းငင်ပေါက်ကြီးကလာအောက်ကိုပြစ်ချလိုက်ရင်သူမိကြီးပေါ်ရောက်လို့ရှိရင်အယိုးသားရှာမရမအောင်တွေးကြောက်သွားတယ်လေဒါကြောင့်စိတ်ညစ်ညစ်နဲ့ပဲခေါင်းညင်းလိုက်ရတယ်တကယ်တော့ကောင်းလေးကစပားရရမရရဒီနေရာနေတခါတည်းသူ့အိမ်ပြန်ပြေးချင်လာပါလေဒါပေမဲ့သူ့ခြေထောက်ကတိတ်နာနေလို့သူဘလောက်ကလေးမှမသွားနိုင်သေးဘူးလေဒါကြောင့်ကြောက်နေပဲကျွန်တော်ခမည်းစီကိုပြန်လိုက်ခင်လို့မရဘူးလားလို့မေးရတာတဲ့ကျွန်တော်ဖဏောင်ကတိတ်နာနေတော့ကျွန်တော်အိမ်မပြန်နိုင်ဘူးကျွန်တော်ခမည်းနောက်ပဲလက်ခဲ့ပါရစေအိမ်မှာကျွန်းခန်းဆိုလည်းခံမမယ်လေသမားဒေါသပြေသွားပြီးကောင်းလေးကိုတနာနေရကြမို့လို့လက်ခံလိုက်တယ်ဒါကြောင့်မို့လို့သူတို့နှစ်ယောက်သားရွာကိုပြန်လာခဲ့ကြတယ်ရက်တွေကြားလာတော့သူခြေထောက်ကအနာကျက်သွားပြီးစိတ်ခုတစ်ခုရသွားတယ်ဖနှောင်းကပေါက်လေးတဲ့ကိုစပားစီလေးတွေဝင်သလောက်တိတ်ထည့်ပြီးဖွတ်ထားလိုက်တယ်လေအဲ့ဒီနောက်လေသမားကြီးစီကိုသွားပြီးကျွန်တော်အိမ်ပြန်မရစေအရင်လိုမမဲတဲ့အလိုမျိုးမလုပ်တော့ပါဘူးစိတ်ချရအောင်ကျွန်တော်ကိုရှာပါလို့ရေရင်ဝုန်းပြောလိုက်တယ်လေသမားကြီးကလည်းကောင်လေးရဲ့တကူလုံးကိုတခြားရှာပေမဲ့ဖနှောင်းအနာတဲ့ကိုတော့ဖွင့်ကြည့်ဖို့သတိမရလိုက်ဘူးလေဒီလိုနဲ့ကောင်လေးဟာစပားစီလေးတွေကိုအောင်မြင်စွာတဲဆောင်ပြီးမြေကြီးပေါ်ကိုပြန်ရောက်လာခဲ့တယ်အိမ်ရောက်ချင်းပဲလက်ဘွက်ထဲမှာစပားစီလေးတွေကိုစိုက်ပြိုးပြီးနေတိုင်းပြူးစုယူရလိုက်တာအချင်းတန်တော့မြေကြီးပေါ်မှာစပားနံလေးတွေအဝါရောင်ဝင်းမဲ့လာပါတော့တယ်အဲ့ဒီအချိန်မှာပဲကောင်းငင်ကစပားတွေကအကုန်ညှိုးရော်ပြီးတေးကုန်ညပါလေရောစပားပင်ဆိုတာကောင်းကင်မှာပေါက်ရင်မြေကြီးမှာမပေါက်ဘူးမြေကြီးမှာပေါက်ရင်ကောင်းကင်မှာမပေါက်နိုင်ဘူးလေဒီအကြောင်းကိုကောင်းကင်ကလည်းသမားကြီးကသိတာပေါ့ဒါကြောင့်မြေကြီးပေါ်ကိုစပားယူသွားမယ်ဆိုတာကိုလုံးဝခွင့်မပြုတာပေါ့လေကောင်းကင်ကလည်းထဲမှာစပားတွေညှိုးပြီးတေးကုန်နာမြင်တော့လေသမားကြီးကစိုးရိမ်မှုပန်းလာတယ်ဟိုကောင်းလေးစပားခိုးတော့တာသိကြပြီဆိုပြီးမြေကြီးပေါ်ကိုစားတကောင်လွတ်ပြီးတော့စုံစမ်းခံလိုက်တယ်စားကလေးမင်းမြေကြီးပေါ်ကိုဆင်းပြီးမြေပြင်မှာစပားစိုက်ထားသလားဆိုတာကိုတွားကြည့်ကြည့်စမ်းပြီးရင်ကောင်းကင်မပြန်တက်ခဲ့မင်းမြင်သမျှကိုငါ့ကိုပြန်ပြောမှားလိုက်လိမ့်တဲ့စားကလေးမြေပြင်ဝင်ရောက်တဲ့အခါမှာကောင်းကလေးရဲ့စပားကင်းကကောင်းကောင်းဖြစ်ထွန်းနေပြီးရှေ့သိန်းချိန်တောင်ရောက်နေပြီလေစားကလေးကဆာလာတာနဲ့စပားနံတွေမှာတနက်ပြီးတနက်နာပြီးစားနိုင်တယ်လို့အဝါစားပြီးမှမိုးကောင်းကင်ကိုပြန်တက်လာခဲ့တယ်မိုးကောင်းကင်ဘောကိုရောက်တော့လေသမားကြီးကဘယ်တဲ့လဲဟေ့ညီကြီးပေါ်မှာစပားရှိနေသလား
မိတော့စာကလေးကမရှိပါဘူးလို့ပြန်ပြောလိုက်တယ်စာကလေးကဒီအကြောင်းကိုသူပဲသိချင်တာလေဒါမှသူတကောင်နဲ့ဆင်းပြီးကြိတ်တဲ့လောက်တတ်တော်စားနိုင်မယ်မလားဒါပေမဲ့စာကလေးကအမှန်မပြောဘူးဆိုတာပေါ်လွင်နေတယ်ဘာလို့လဲဆိုတော့သူ့နှုတ်ဒီမှာဆန်တွေပေးပြီးဖြူနေတာကိုမြင်နေရတာကိုလေသမားကြီးကမင်းညာပြောတာပဲမင်းတို့ဒီကိုကြည့်လိုက်တာနဲ့မင်းစားလာခဲ့ပြီဆိုတာသိတာနေတယ်ကျွန်တော်အမေကိုတခြားငှက်တဲ့ကောင်ကိုလွှတ်ပြီးကြည့်ခိုင်းပါလားစာကလေးရဆိုတော့အေးငါလည်းဒါလို့ရမှာပဲကွာမင်းနဲ့အတူခိုးတစ်ကောင်ကိုငါထည့်လိုက်မယ်မြေပေါ်မှာစပားပင်မြင်ရင်ခိုးကမင်းကိုတတ်မှာပဲမင်းပြောတာအမှန်စပားမရှိဘူးဆိုရင်မင်းကခိုးကိုတတ်ပေါ့တို့လက်သမားကြီးကပြောလိုက်တယ်တဲ့ငှက်နှစ်ကောင်လည်းသူတို့ဆရာစီခိုင်းတဲ့အတိုင်းမြေကြီးပေါ်ကိုပြန်ဆင်းလာခဲ့ကြတယ်မြေကြီးပေါ်ရောက်တော့စပားတွေရှိနေရမြင်ရတဲ့အတွက်ခိုးကစာကလေးကိုလိန်ပြောတာပဲဆိုပြီးတက်ပုတ်ကြတော့တာပဲရံပွဲမှာစာကလေးကကြီးကျယ်ရှုံသွားတယ်ခိုးကစာကလေးရဲ့လေချောင်းကိုနှုတ်သီးနဲ့ထိုးစိတ်လိုက်တဲ့အခါမှာစာကလေးစားထားတဲ့အစာအိတ်ကလေပင်ကနေကျိုးကုန်းဘက်ကိုရောက်သွားတော့တယ်အဲ့ဒီချိန်ကနေစားလို့စာကလေးတွေရဲ့အစာအိတ်ဟာကျိုးကုန်းဘက်မှာရှိနေရပါကွယ်Welcome to Grandma's lap. Come and clap, clap, clap. Kalido ye boom yinga ba.